တင်းကျွတ်ပိတ်ရဲ့အိမ်မှာလူလေးဆောင်လို့စက်သားကိုပဲရည်လေးနဲ့တုပ်စားပါတယ်ချက်ကောင်းရဲ့ချက်တောင်မှန်လေးရဲ့ကိုကျမကအညှိထွဲပြီးပြောင်းအောင်လို့ရင်နွေးလေးနဲ့ဖြောလိုက်ပြီးတော့မှစားစွန်းနဲ့ပြင်နေပြီးတော့ရိုးနွေးအထိပြန်ပြုတ်ပါမယ်ခြေတော့ကတော့ဝင်ထားတာမရှိလို့မထည့်လိုက်ရဘူးပေါ့နော်ဒါကတော့စီတီမတ်ကဝင်ထားတဲ့ဥကလေးကိုလည်းစားစွန်းလေးနဲ့ပြန်ပြီးတော့ပြုတ်လိုက်ပါတယ်ပဲရည်ချက်ဖို့အတွက်ကိုပပွက်စုံရဲ့ရင်နွေးလေးကိုပဲမုတ်စိမ်းကိုဖြောထားတာလေးကိုထည့်လိုက်ပါတယ်ပဲရည်ကကြဲလေးချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စတီးစွန်းနဲ့3စွန်း4စွန်းစာလောက်ကိုပဲဖြောပြီးတော့ထည့်ထားပါတယ်အနံလေးကိုအုံသီးရတာထည့်ခြင်းတဲ့အတွက်ကြောင့်မလို့အုံမှုံလေးထည့်လိုက်ပါတယ်အုံလို့ရည်ထည့်လေးရတယ်မထည့်လေးရတယ်ပေါ့နော်ပြီးရင်တော့ပြည့်တော့တင်ရွယ်လေးထည့်ပါတယ်စားနဲ့အရသာမှုန်လေးခတ်ပါတယ်အရည်ကိုတော့ပေါ့လေးပဲချက်ထားပါတယ်ပေါ့နော်ဆိုင်ရလိုမျိုးခုတ်ထင်လိုက်တာမှတုံးနဲ့ဒါပေမဲ့အောက်က chopping box ကကွဲတော့မှမဟုတ်လို့ကျမမှထိန်းပြီးတော့ခုတ်ရတာပေါ့နော်ကဲစားပွဲပြင်တဲ့အခါမှာတော့ဂေါ်ဘီလေးရယ်ရှောက်ရွက်ကလေးရယ်ငြူသီးစိမ်းလေးရယ်ထည့်မယ်ပြီးရင်ငံပြားရည်နဲ့အရသာမှုကတော့ပုံငံကိုကြိုက်တဲ့လောက်လေးခတ်ပေါ့နော်ပြီးရင်တော့ပဲရည်လေးစမ်းငြူသီးမှုန်လေးထည့်တမယာသီးလေးနှိမ့်လိုက်လို့ရှိရင်တော့စားကောင်းတဲ့ကြသားတုပ်လေးရပါပြီရှင်